ခင်ဗျာမူလာရန်ကေဂျီကျောင်းသားကျောင်းသူများ၏အာဟာရစရိတ်များနဲ့ grade 5 grade 9အမှတ်ချက်ခရီးစရိတ်များကိုထုတ်ပေးခြင်းမရှိဘဲငွေကြေးအလွဲသုံးစားမှုများပြုလုပ်နေ။အေရီတိုင်းလက်ပွတ်တာမြို့နယ်ပညာရေးမှုရုံးမှဒုတိယဦးစီးမှုဒေါက်ခိုင်တနာ၏နှင့်စီမံဘဏ္ဍာငွေကိုင်စရိတ်ဦးစောမင်းသူတို့သည်မူလာရန်ကေဂျီကျောင်းသားကျောင်းသူများ၏အာဟာရစရိတ်များနှင့် grade 5 grade 9အပတ်ချစ်ခရီးစရိတ်များကိုထုတ်ပေးခြင်းမရှိဘဲငွေကြေးလွှဲသုံးစားမှုများပြုလုပ်နေကြောင်းဒေသခံနှင့်ပညာရေးဝန်ထမ်းများ၏ပြောပြချက်အရသိရပါသည်။ဒုဦးစီးမှုဒေါက်ခိုင်တနာ၏သည်ကေဂျီကျောင်းသားများ၏အာဟာရများအတွက်ဘတ်ဂျက်ပြီးဆုံးသွားပြီဟုအကြောင်းပြကာကျောင်းများကိုထောက်ပံ့ခြင်းများထုတ်ပေးခြင်းမရှိတော့ကြောင်းသိရှိရပါတယ်။ထို့အပြင်စီမံဘဏ္ဍာငွေကိုင်စရိတ်ဇော်မင်းသူကလည်း2025-2026ပညာသင်နှစ်အတွက် grade 5နဲ့ grade 9အမှတ်ချက်ခရီးစရိတ်များကိုဆက်လက်ထုတ်ပေးမည်မဟုတ်တော့ကြောင်းပြောဆိုထားသည်ဟုသိရပါတယ်။အဆိုပါရုံးဝန်ထမ်းများသည်ဗဏ္ဍာငွေများစုကိုအဆင်ပြေရာလမ်းကြောင်းများသို့လွှဲပြောင်းစီစဉ်စေပြီးသုံးစွဲနေကြကြောင်းဒုဦးစီးမှုဒေါက်ခိုင်တနာ၏သည်ဌာနတွင်ဆရာမများပေါ်၌လည်းအစင်မပြေမောက်မာဆက်ဆံလေးရှိကြောင်းသိရှိရပါတယ်။ထို့အပြင်၎င်းတို့သည်အထက်ပညာရေးဌာနသို့အပြောင်းရွှေ့လျှောက်ထားပြီးပသိမ်တိုင်းပညာရေးမှူးရုံးသို့ပြောင်းရွှေ့ရန်ပြင်ဆင်နေကြကြောင်းလည်းကြားသိရပါတယ်ခင်ဗျာ။ဒီရီတိုင်းတွင်မှာဖြစ်ပေါ်နေတဲ့သတင်းချက်လက်များကျွန်တော်တို့သတင်းထူးတပ်ဖွဲ့ပသိမ်မှာအချိန်နဲ့တပြေးညီဆက်လက်တင်ပြပေးသွားပါမယ်ခင်ဗျာ။